เปิดยัง ဟုတ်တယ်ครับဒါတော့ကျွန်တော်ဆင်ရနဲ့ကျွန်တော်တို့ဥဖက်တွေပေါ့နော်3600 BTU အဲတန့်ပေါ့နော်ကျွန်တော်တက်ဆင်နေတာဖြစ်ပါတယ်ခင်ဗျာအခုတက်ဆင်နေတာကတော့တိုင်အေးပေါ့နော်တိုင်အေးဆိုတာကတော့ဒီအဲထဲမှာဒီရဲ့ကန့်ငွေ့ပါသူကစစ်ပေးတယ်ပေါ့နော်စကားပေါ့အေးဟာကိုကျွန်တော်တို့ကဒီကြီးနဲ့ခဟိဆိုရတော့နော်ဒီအပါတွေပိုင်းပြည့်ပြည့်လောက်ရတယ်နော်ဒီကောင်ကတော့3600 BTU ပေါ့နော်တအိမ်လုံးအေးစိတ်အောင်ရေခဲတောင်ဖြစ်အောင်လုပ်ပေးလို့နိုင်တယ်နော်ပုံမှန်ခန်းထဲမှာဆိုရင်တော့12000တို့9000တို့16000တို့ပဲတက်ကြတယ်ပေါ့နော်ဒီမျိုးအခန်းတအားကျဲတယ်အဲ့ကန်ဒီပါခန်းထဲမှာဆိုရင်ဒီမျိုး3000 6000တို့ပါလို့ညာအသုံးပြုလို့ရတော့ဗောနော်ကဲဒီတော့ခင်ဗျာနော်ကျွန်တော်စကားပြောကျွန်တော်ဆရာလည်းနားကြီးနေပြီ